ပတ်စံရှိတိုင်းလဲသွားလို့မရတဲ့တွန်တေးရထန်းတော့ခေါ်ပါမယ်စီရှိမှရမှာနော် EV လည်းရှိပေါ့ကဲဒီမှာကျုံဘလောက်တာရလှပလိုက်လေသူကလေမက်ဆီဆိုင်လမ်းစုံရအောင်မက်ဆီဆိုင်ဘက်မသွားဘဲနဲ့ညာဘက်ကိုကိုပြီးသွားမှာတွန်တေးလမ်းမှာပေါ့ပါဒီမှာကြီး9ကြော်တွေပါရောရတယ်ကြွက်ကြော်လည်းရတယ်မိုက်တယ်ကဲဒါထန်းဦးလေးပဲတော့8000 6000 1000ပေါ့နော်ကျမတို့8000အိုးလောဘကြီးမှလိုက်ပါတယ်ကျမတယောက်တည်းတောက်ရတာပါကျန်တဲ့လူတွေမကြိုက်ကြပါဘူးဒီမှာကျမမှာထားတဲ့ဝက်ကောင်းတုတ်တီကစုံရဲ့ကြော်မယော9ကြော်လည်းမှာထားသေးတယ်မရိုက်မိလိုက်ဘူးထိုင်းရီကတော့လေစစ်မစစ်ကတော့အိုးရမ်းခါသွားတာပဲအဲ့ဒါကျမတယောက်တည်းပဲပြီးပြီးကြိတ်ပိုးလို့တော့အင်း3ခုလောက်3လီတာလောက်ပြန်ပါလာသေးရဲ့မကြည့်ပါဦးဒါသူ့ရဲ့ဈေးနှုန်းလေးတွေပါပေါ့နော်စားတော့တရားအကုန်လုံးကောင်းပါလေရှင်မကြည့်ထိုင်းရီစစ်မစစ်ကိုရှေ့တွေမှာမတွေ့လားထမ်းမြင်ကြီးချဒီမှာမူးကဒီလေးကစမ်းသက်ပါလိမ့်မယ်တတာနောက်ပြီးတော့ဆက်တွေ့မယ်နော်